သူမပထမဆုံးအချိန်ကင်မရာကိုကင်ပြီးဓာတ်ပုံရိုက်လိုက်တဲ့အချိန်မှာပဲကားနှစ်စီးရုတ်တရက်တိုက်မိသွားခဲ့တယ်။ကောင်မလေးကတုံ့လှုပ်သွားပေမဲ့သူမရဲ့အိမ်နီးချင်းကတော့တီတီတန်းတန်းနဲ့မင်းဓာတ်ပုံရိုက်လိုက်လို့အခုလိုဖြစ်တာလို့ပြောလိုက်တယ်။သူမဟာအရန်ကြောက်သွားပြီးအိမ်ပြန်ရောက်တာနဲ့ TV ဖွင့်ကြည့်လိုက်မိတယ်။ channel တိုင်းမှာမတော်တဆမှုသတင်းတွေကိုပဲထုတ်လွှင့်နေတာပါ။ကောင်မလေးကအဲ့ဒါတွေအားလုံးဟာသူမရဲ့အပြစ်လို့မှားယွင်းယုံကြည်သွားခဲ့တယ်။ဒါပေမဲ့ရက်အနည်းငယ်ကြာတော့သူမဟာလှည့်စားခံလိုက်ရမှန်းသိသွားတဲ့အတွက်လက်စားချေဖို့စီစဉ်ပါတော့တယ်။အဲ့ဒီနေ့နေ့လယ်ပိုင်းမှာအိမ်နီးချင်းဖြစ်သူကဘောလုံးပွဲကြည့်နေတော့သူမကအိမ်ခေါင်မိုးပေါ်တက်သွားခဲ့တယ်။အစီအစဉ်ကြီးညာသူကဂိုးလို့អော်လိုက်တိုင်းသူမကအင်တာနာချိုးကိုဆွဲဖြုတ်လိုက်ပြီးမှပြန်တက်ပေးလိုက်တယ်။တနေ့ခင်းလုံးသူဟာဂိုးဝင်တာတစ်ခုမှမမြင်လိုက်ရပဲဆိုဖာပေါ်မှာကလေးတစ်ယောက်လိုငိုနေခဲ့တော့တာပေါ့။နှစ်တွေကြာလာတဲ့အခါသူမဟာကျင်နာတတ်တဲ့အလုပ်သမားတစ်ယောက်အနှိမ့်ဆက်ခံနေရတာကိုမြင်လိုက်ရပြန်တယ်။ဒါကြောင့်တထေးကိုသင်ခန်းစာပေးဖို့သူမဆုံးဖြတ်လိုက်ပြန်တယ်။တနေ့မှာတထေးကတော့မေးခဲ့တဲ့အခါသူမကတော့အဖို့တစ်ခုကူးလိုက်ပြီးသူ့အိမ်ထဲကိုခိုးဝင်သွားခဲ့တယ်။သူ့ရဲ့သွားတိုက်ဆေးကိုခြေထောက်လိမ့်ခရီးမှန်နဲ့လဲပစ်လိုက်တယ်။ရေချိုးခန်းတကားလက်ကင်ကိုပြောင်းလိုက်ပြီးနှိုးဆက်ကိုလည်းမနက်၄နာရီမှာပေးထားလိုက်တယ်။နောက်နေ့မနက်မှာတော့ပယံပါတာတွေဖြစ်ကုန်တော့တာပဲ။သူဟာအခန်းထဲမှာပိတ်မိနေပြီးပါးစပ်ထဲမှာခြေထောက်လိမ့်ခရီးမှန်တွေနဲ့အော်ဟစ်နေခဲ့တယ်။ပြီးတော့အောက်ထပ်ဆင်းလာတဲ့အခါလမ်းပေါ်မှာဘသူမှမရှိပဲအမိုက်ပုံနဲ့အစာရှာနေတဲ့ကြောင်တကောင်ပဲရှိနေတာကိုတွေ့လိုက်ရတယ်။သူကတော့ကြောင်တောင်ဖြစ်နေပေမဲ့နောင်တရမဲ့အစာဆိုင်ဝန်ထမ်းအပေါ်မှာပဲဒေါသတွေပုံချနေခဲ့တယ်။ဒါကိုကောင်မလေးကသိသွားတဲ့အခါပိုပြီးပြင်းထန်တဲ့အပြစ်ပေးမှုတွေလုပ်ဖို့ဆုံးဖြတ်လိုက်ပြန်တယ်။ဒီတစ်ခါမှာတော့သူမကအိမ်ထဲကိုတစ်ခါပြန်ခိုးဝင်ပြီးသူ့ဖက်နှက်တွေကိုအရွယ်စားပိုသေးတာတွေနဲ့လဲပစ်လိုက်တယ်။မိသီးတဲ့ကိုအသေးလေးတစ်ချောင်းထည့်ထားလိုက်ပြီးသူတောက်လေးရှိတဲ့ဝိုင်ထဲမှာလည်းစားတွေထည့်လိုက်တယ်။တထေးပြန်ရောက်လာတဲ့အခါကြက်နေတဲ့ဖက်နှက်ထဲကိုခြေထောက်အတင်းထိုးထည့်ခဲ့တယ်။တခုခုတော့မှားနေပြီလို့သူခံစားလိုက်ရတယ်။အလင်းရောင်ပိုရအောင်မီးအိမ်ဖွင့်လိုက်တဲ့အခါမီးပွားတွေထွက်လာတော့တာပဲ။သူဟာလန့်သွားပြီးလဲကျလူနီးပါးဖြစ်သွားခဲ့တယ်။တတိပြန်ဝင်လာတဲ့အခါသူ့အမေစီဖုန်းဆက်ဖို့စူးစမ်းပေမဲ့ဆေးရုံကပဲဖုန်းပြန်ဖြေခဲ့တယ်။သူဟာချွေးဆေးတွေထွက်ပြီးအသက်ကိုပြင်းပြင်းရှူရင်းစိတ်ငြိမ်အောင်စူးစမ်းခဲ့ရတယ်။ဝိုင်းတငုံတောက်လိုက်တဲ့အခါမှာလည်းချက်ချင်းပဲပြန်ထွေးထုတ်လိုက်ရတယ်။နောက်ဆုံးမှာတော့ဒါဟာအထက်ကပေးတဲ့တတိပေးချက်ဖြစ်နိုင်တယ်ဆိုတာသူသဘောပေါက်သွားပါတော့တယ်။အဲ့ဒီအချိန်ကစပြီးသူဟာဝန်ထမ်းတွေကိုဘယ်တော့မှမနှိပ်စက်တော့ပါဘူး။ကောင်မလေးကတော့သူ့တပားကိုကူညီရတဲ့ပျော်ရွှင်မှုကိုခံစားနေရပြီပေါ့။တနေ့အလုပ်ဆင်းချိန်မှာလမ်းပေါ်မှာထူထဲတဲ့ဓာတ်ပုံအဲဘန်တစ်ခုကိုသူမတွေ့လိုက်ရတယ်။မြို့ထဲမှာပျောက်ဆုံးနေတဲ့ကြော်ညာတွေကိုတွေ့ထားတဲ့အတွက်အဲ့ဒီအဲဘန်ကိုပိုင်ရှင်ကောင်လေးစီပြန်ပေးဖို့ဆုံးဖြတ်လိုက်တယ်။ဒါပေမဲ့ကောင်လေးကိုမြင်လိုက်တဲ့အချိန်မှာတော့သူမရင်ခုန်သွားခဲ့တယ်။သူမဟာသူ့ကိုမခွဲချင်ပဲနှုတ်ဆက်လိုက်ရတယ်။ဒါပေမဲ့သူမအိမ်ပြန်ရောက်တဲ့အခါအိမ်ရှိလူခေါ်ပဲတန်ရုတ်တရက်မြည်လာခဲ့တယ်။သူမကတကားကိုအပြေးလွှားတော့ဖွင့်လိုက်တဲ့အခါမှာတော့သူတို့နှစ်ယောက်ဟာတယောက်နဲ့တယောက်ဝင်တိုက်မိမတက်ဖြစ်သွားခဲ့တယ်။သူကအစကတည်းကအဲ့ဒီမှာရက်နေခဲ့တာပါ။နောက်ဆုံးမှာတော့ကောင်မလေးဟာသူမရဲ့ပျော်ရွှင်မှုကိုရှာတွေ့သွားခဲ့ပါပြီ။လူကောင်းတွေမှာကံကောင်းတာမျိုးဖြစ်တတ်တယ်ဆိုတာသင်ရောယုံကြည်ပါသလား။